မင်းသားဆက်လက်ရှိတော်လဲစပိုးဆက်ရန်ဖြစ်တာရုပ်ရှင်လောကဘဝတစ်လျှောက်လုံးကျင်လည်ခဲ့သူစောနိုင်ရှမ်းပြည်ရုပ်ရည်အားဖြင့်ချုံမောသူမဟုတ်တော့လဲကြည်ပျော်ရှုပျော်အဆင့်ထက်မနှိမ့်သောရုပ်ရည်ယူပကရှိသည့်စောနိုင်သည်မင်းသားတယောက်ဤရှိသည့်ရှိထိုက်သောအရေးချင်းရှိသည်ကိုရှမ်းပြည်ရောက်ဧည့်သည်ရဲ့ဇာတ်ကားဖြင့်ပြသနိုင်ခဲ့သူဖြစ်သည်ပင်ကိုတဘာဝမင်းသားဖြစ်နိုင်သည့်အကျိုးပေးကံဇာရာဆန်းလက်ပါတော်လဲစပိုးဆက်ရန်ဘဝနှင့်သာကွယ်လွန်သွားသည့်အချိန်ထိထူးထူးချွန်ချွန်တရုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်သူ၏အမည်ရင်းမှာမောင်ဆန်းကြီးဖြစ်ပြီးရုပ်ရှင်လောကသို့ရောက်မှစောနိုင်ဟူသောအမည်ကိုခံယူခဲ့သည်မင်းသားစောနိုင်ကိုတောင်ငူခရိုင်ထန်းတပင်မြို့နှင့်အငိမ့်စားရဲအုပ်ဦးလာကျော်အမိတော်လာတင်တို့၏မွေးချင်း၈ယောက်အနက်ဒုတိယမြောက်သားလက်ဖြစ်သည်ငယ်စဉ်ကပင်ရုပ်ရှင်ဝါသနာအိုးဖြစ်ခဲ့ကဝါသနာရှိရင်းဆွဲအလျောက်ရုပ်ရှင်နယ်ထဲသို့ဝင်ရောက်လာခဲ့သူဖြစ်သည်1958ခုနှစ်ခန့်ကအောင်မင်္ဂလာရုပ်ရှင်မှမဲစာတောင်ခြေစကားကိုတောင်ငူသို့တွားရောက်ရိုက်ကူးရာတောင်ငူမြို့အထက်တန်းကျောင်း၌ပညာသင်ကြားနေသောစောနိုင်သည်ထိုစကားလာရောက်ရိုက်ကူးစဉ်မထင်မရှားအခမ်းမှဝင်ရောက်တရုပ်ဆောင်ခဲ့လေသည်စောနိုင်ရှမ်းပြည်ဟုအမည်တွင်ခဲ့စေသောစကားမှာရှမ်းပြည်ရောက်ဧည့်သည်ရဲ့ဖြစ်သည်မင်းသားဝင်းညော့မင်းသမီးဆန်ရှားတင်အေးတို့ခေါင်းဆောင်၍တွဲဖက်မင်းသားအဖြစ်တရုပ်ဆောင်ခဲ့ရမှထိုစကားမှာအစပြုကာလူကြိုက်များလာခဲ့သည်နာမည်ရလာခဲ့သည်စောနိုင်ရှမ်းပြည်ဖြစ်လာခဲ့သည်ဖြိုးကြွယ်ရုပ်ရှင်ဒါရိုက်တာမင်းတွင်ရိုက်ကူးသည်မမသက်စကားတွင်ခေါင်းဆောင်မင်းသားအဖြစ်စတင်တရုပ်ဆောင်ခွင့်ရခဲ့သည်ဝါရင်တရုပ်ဆောင်မင်းသားကြီးဘိုးဘကိုမေမျိုးမယ်ပန်းဝါတို့နှင့်အတူရိုက်ကူးခဲ့သောစကားဖြစ်သည်မမသက်စကားကိုဥစွာရိုက်ကူးခဲ့တော်လဲနောက်မှရိုက်သည့်ရှမ်းပြည်ရောက်ဧည့်သည်ရဲ့ကအလင်းယုံတင်ခဲ့လေသည်ရှမ်းပြည်ရောက်ဧည့်သည်ရဲ့စကားတွင်ဝါရင်တရုပ်ဆောင်မင်းသမီးဆန်ရှားတင်၏အမူအရာကိုအမိလိုက်နိုင်အောင်အထူးစူးစမ်းခဲ့ရာစောနိုင်ရှမ်းပြည်ဟူ၍တဟုန်ထိုးနာမည်ကျော်ကြားခဲ့သည်စောနိုင်ရှမ်းပြည်အထင်ရှားဆုံးစကားများမှာဤတစ်ဆုံမန္တာလီလွမ်းဖြေရာရှမ်းပြည်ရောက်ဧည့်သည်ရဲ့နေချီဖြာမှနှွေးတော်ကြောင့်မမတ်သက်စကားတို့ဖြစ်သည်မကွယ်လွန်မီအချိန်ထိစကားပေါင်းများစွာတွင်ဇက်ပိုးဇက်ရန်အဖြစ်ပါဝင်တရုပ်ဆောင်ခဲ့သည့်စောနိုင်ရှမ်းပြည်ပါဝင်တရုပ်ဆောင်ခဲ့သောစကားများကိုလက်လန်းမီစုဆောင်းရရှိသမျှဖော်ပြရလျင်မဲစာတောင်ချေမမတ်သက်ရှမ်းပြည်ရောက်ဧည့်သည်ရဲ့ဤတစ်ဆုံမန္တာလီနေချီဖြာမှနှွေးတော်ကြောင့်လွမ်းဖြေရာတစ္ဆာပုံပြင်ချစ်လိုက်တာမတဲဦးရဲ့တောင်းမလေးချစ်တော်စာစကားတို့ဖြစ်သည်ဦးစောနိုင်ရှမ်းပြည်ခေါ်ဆရာတော်ဦးစံဒီမှာတက်တော်85နှစ်ရက်ဝါတော်လေးဝါ2019ခုနှစ်ဧပြီလ26ရက်နေ့ည8:45မိနစ်အချိန်ကတောင်ငူခရိုင်အုတ်တွင်းမြို့ရှိသူသတင်း300ကျောင်းလိုက်မှာပြန်လွန်တော်မူခဲ့သည်မူရင်းရေးသားသူကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကိုလည်းကျေးဇူးတင်ပါသည်ကျွန်တော်တို့ Selly Walk Channel လေးမှာမင်းသားမင်းသမီးကြီးများအကြောင်းလေးလာသိရတဲ့လောက်ပြန်မျှဝေပေးနေမှာမို့ like နဲ့ subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျာ